တရားခံနှင်းသူစာကရိုစီကိုဘလို့အစိတ်ခံခဲ့တယ်ရဲအုပ်မောင်မောင်ကတေဆုံးသူရိုစီကဖြောပြေးရေးစတဲ့မိနစ်30ကျော်လောက်အထိကောင်းကောင်းမွန်မွန်တိခတ်နေခဲ့တာတွေကြောင့်တေဆုံးသူနောက်ဆုံးအနီးကပ်လက်နဲ့ကင်တွယ်တိခတ်ခဲ့တဲ့တရောကိုတန်တရားဝင်မိတယ်။ဘာကြောင့်လဲဆိုတော့တရောကမေးတင်ပြီးတိခတ်ရတဲ့တူရိယာမျိုးဆိုတော့တေဆုံးသူရဲ့အသက်ရှူလမ်းကြောင်းနှာခေါင်းပါးစပ်တို့နဲ့တော့ကိုနီးကပ်တဲ့အနေအထားမှာရှိနေတယ်။ဒီလောက်အနီးကပ်ကင်တွယ်တိခတ်နေတဲ့တရောမှာဘာအစိတ်မှမတွေ့ရှိရဘူးဆိုတော့နောက်တစ်နေ့မှာတရောပညာရှင်ရိုစီရဲ့ပညာသင်တစ်ပက်မနှင်းသူစာကိုရဲအုပ်မောင်မောင်ရဲ့ညွှန်ကြားချက်အရစခန်းသို့စစ်စင်းမေးမြန်းရန်ခေါ်ဆောင်လာခဲ့ပါမနှင်းသူစာကသူရီးသားဖြစ်သူနဲ့အတူခရီးသွားရန်ရှိနေသဖြင့်ရဲတက်ကြအောင်နဲ့ရင်မောင်းနိုင်ဝင်းတို့နှစ်ယောက်အဝေးပြေးကားဂိတ်အထိလိုက်ပြီးအမှုရစစ်စင်းမေးမြန်းဖို့စခန်းသို့လိုက်ခဲ့ရန်ခေါ်ဆောင်လာခဲ့ရပါတနာရီကျော်လောက်စစ်စင်းမေးမြန်းပြီးနောက်ဖွင့်ဟဝန်ခံချက်အရတရားခံနှင်းသူစာနဲ့ပါဝင်ကူညီသူသူရီးသားဖြစ်သူထွန်းကိုတို့နှစ်ယောက်ကိုလူတက်မှုနဲ့ဖမ်းဆီးလိုက်ပါတော့တယ်တရားခံနှင်းသူစာကရိုစီကိုဘလို့အစိတ်ခံခဲ့တယ်ရဲအုပ်မောင်မောင်ရဲ့ဘလို့ခိုင်မာတဲ့တက်တေခံချက်တွေကတရားခံနှင်းသူစာကိုဝန်ခံစေခဲ့တယ်လေဆိုတော့တမဲတန်စင်